အားလုံးကိုမင်္ဂလာပါအခုကျွန်တော်နဲ့အတူကြည့်ရှုမဲ့ဗီဒီယိုလေးကတော့အကိုစိုးလွင်ရဲ့ဗီဒီယိုဖြစ်ပါတယ်အများစုပြောနေချာတော့ဒီနေ့အကယ်ဒမီကတော့အကိုစိုးလွင်ရတဲ့တဲ့ဇက်ကာရရမှာတရုတ်ဆောင်အရန်ကောင်းတယ်ဒီနေ့အကယ်ဒမီတူလိုပဲရမှာတဲ့ဒါဆိုရင်ဒီဗီဒီယိုလေးကိုကျွန်တော်နဲ့အတူကြည့်ရှုနားဆင်လိုက်ရအောင်နော်မိမဆိုလို့ရှိရင်မမိုးဆိုရင်ခင်ဗျာဘိုက်စကြီးတဲ့ငွေတဲ့နေမှာတွားပြီးမွေးတာဘိုက်စကြီးတဲ့သူချောင်းတယ်ဗျာနော်သူကျွန်တော်တို့လင်မယားဝွင့်ကြွေးတွေရှိရင်လည်းဒီဘဝဒီအမြနဲ့ပဲကြည်ပါစေလို့ဆုတောင်းပါတယ်ဘာလို့လဲဆိုတော့ဗျာလူတွေဓာတ်တရားလွန်တယ်ဗျာနော်ဒါကျွန်တော်တို့လင်မယားကိုဒါဖမ်းကန်တိသွားတယ်ဖမ်းသွားတယ်ဆိုတော့သူတို့ပြောတော့အကိုတို့ဖမ်းကန်တိသွားတာတကယ်ထင်လို့ဆိုပြီးတော့ပျော်နေကြတယ်တဲ့ဝန်းတာနေကြတယ်တဲ့ဒါကျွန်တော်မပြောပါဘူးလေဘလူတွေလည်းတော့မသိဗျာနောက်ပြီးတော့တခါထက်လာသေးတယ်ကျွန်တော်တို့လင်မယားဗါလဲထောက်ဖို့တွေလုပ်ပြီးတော့တဲ့ကားတွေစီးပြတယ်ဟွာတွေဝယ်ပြတယ်ဒီယာတွေဝယ်ပြတယ်တဲ့နော်အလှငွေတွေလည်းတဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗျာနှစ်ပေါင်းလည်းတော်တော်ကြာနေပါပြီ3-4နှစ်လောက်လည်းရှိနေပါပြီကျွန်တော်တို့လင်မယားစကြားတဲ့ကကျွန်တော်ကပတ်သက်တပြားမှမပါဘူးလူအကုန်လုံးကျွန်တော်ကတတ်သိတွေရှိတယ်နော်တပြားမှမပါဘူးဒုက္ခတွေရောက်တယ်နော်ကြက်ဥတွေနဲ့စားရတယ်ကျွန်တော်တို့လင်မယားမရှိလို့သူ့ပါဆိုတော့ကျွန်တော်တို့ဒီအတွင်းကဆိုနှစ်ထည်ပဲရှိတာဗျာနော်အဲ့ဒီချိန်ကျတော့ဘဒူမျက်လုံးအားမှာကျွန်တော်တို့မမြင်ကြဘူးနော်နေစရာမရှိသူများအိမ်မှာကတ်နေရတယ်ပတ်စံနေမရှိဘူးနော်အကျွေးတွေနဲ့ဘန်ကောက်တက်တယ်ဖမ်းကန်တီးတယ်ကျွန်တော်မှဒုက္ခတွေပင်လယ်ဝေလို့ကျွန်တော်ချူတူး channel တော့ကျွန်တော်ရောင်းစားရတဲ့ဖတ်တုံတော့လေပတ်စံမရှိတော့အဲ့လိုအချိန်မျိုးကကျတော့ဘယ်သူမှမတွေ့ဘူးအခုကိုယ်တိုင်စူးစမ်းလို့အဆင်ပြေလာတော့အခါကျတော့သူတို့မျက်လုံးတွေကမြင်ပြီးတော့မောက်ကောက်ကလိုက်ပြောတယ်နော်အလုံးလုံးတဲ့ချိန်ကျတော့မျက်လုံးပဲမြင်ကျွန်တော်မိမဆိုလို့ရှိရင်မမိုးဆိုရင်ဗျာဘိုက်စကြီးတဲ့ငွေတဲ့နေမှာတွားပြီးမွေးတာဘိုက်စကြီးတဲ့သူချောင်းတယ်ဗျာနော်သူဈေးတွေရောင်းတယ်ကျွန်တော်လင်မယားတစ္ဆာလဲဆူရဲပါတယ်ကျွန်တော်တို့လင်မယားစညာတဲ့စားတဲ့ပတ်စံထဲမှာသူတို့ပြောတယ်သူများအလှငွေတစ်ချက်တစ်ပြားပါကျွန်တော်တို့လင်မယားအဖေဇိုးနဲ့ပေးရပါစေဗျာဖေတော်မှလူပြည့်မဖြစ်ပါစေနဲ့ကဘာတစ်ဖက်လုံးအငွေစီငယ်ရမှာခံစားပါစေလို့ကျွန်တော်တို့ကြိတ်ရဲတယ်တော့ကျွန်တော်ကြိတ်ရဲတယ်နော်ကျွန်တော်ပြောတယ်ကျွန်တော်အဲ့လိုမျိုးပြောချင်းတက်တိချားပြဆိုတက်တိလည်းမရှိဘဲအဖွဲတူတဲ့ပတ်စံလဲနော်အဲ့ဒါတွေပြောနောက်ပြီးလို့ရှိရင်ဒီအခုတလောတွေကျွန်တော်တို့လင်မယားအရန်တိုက်ခိုက်တာနော်ကျွန်တော်တို့ဘဒုအများဘာတွေများကျွန်တော်တို့လုံနေလို့လေလို့နော်အခုအဲ့ဒါကိုလည်းတမင်တကာရည်ရွယ်ချက်ရှိနဲ့မနေ့တော့ဗီဒီယိုဖိုင်လေးလည်းတင်တယ်တင်ပြီးလို့ရှိရင်မဟုတ်တန်တရားတွေပြောတယ်ကျွန်တော်တို့လင်မယားတကယ်ဖမ်းကန် TV ဆိုပြီးတော့ live ပေါ်မှာပြောနေကြတယ်တဲ့ကျွန်တော်မပြောချင်ဘူးညာကျွန်တော်တို့လုပ်ခဲ့တာကျွန်တော်တို့အသိပဲเนาะဒါပြောမယ်ဆိုစူးစားတဲ့လူအလုံးလုံးတဲ့လူကအကုန်လုံးကြီးပွားချမ်းသာအဲ့လိုပြောရေးဆိုလို့ရှိရင်ဥပိန်တရားမှာအစတော့လမ်းမေးမှာအချင်းမောင်းရောင်းနေတဲ့ဖတ်တီမားဆိုလို့ရှိရင်ဒါပေမဲ့အခုကြည့်ဗလားကိုထက်အောင်ချမ်းသာသေးရဲ့เนาะလူတွေကလေအလုံးလုံးတဲ့ချိန်မမြင်ဘူးပတ်စံရှိလို့ရှိရင်တခုခုဝယ်ပြီးဆိုလို့ရှိရင်လေအရန်မြင်တယ်ပြီးမဟုတ်ကောက်ကတွေရှောက်ပြောတယ်ပြီးကြောက်တွန်းတယ်ဒုက္ခပေးဖို့ပဲလိုက်ကြည့်နေကြတယ်เนาะတော်လွန်နေဗျာတော်လွန်နေအဲ့ဒါနောက်ပြီးတော့ရှိတည်တယ်တော်တော်အဲ့ဒီအရာတွေနောက်ပြီးတော့တင်ပြီးတော့ကျွန်တော်ပြောပြမယ်ကျွန်တော်တို့လင်မယားเนาะကျွန်တော်တို့လင်မယားကိုအခုကျွန်တော်တို့ဒါအခုတင်တဲ့ညကိုမောင်တို့ကပြတယ်ဆိုတာကျွန်တော်အစွန်းတက်ပဲရှိတယ်ကျွန်တော်တို့လင်မယားကเนาะတခြားဝဲတာတွေကျွန်တော်တို့မချပြဘူးချပြရင်သူတို့ဒီလိုပဲလုပ်မယ်ကျွန်တော်မေးကြည့်ပါအောင်မယ်ကျွန်တော်ခင်ဗျားတို့အဲ့လိုမျိုးလိုက်လျှောက်ပြီးတော့မုံတီးပြီးဒုက္ခပေးနေအောင်ကျွန်တော်ခင်ဗျားတို့အပေါ်မှာနော်ခမရတို့အပေါ်မှာမဟုတ်တော့ခမရတို့ရဲ့မိသားစုဒါမှမဟုတ်ခမရတို့ရဲ့ဆွေမျိုးတိုင်းဝိုင်းခမရတို့ရဲ့ပတ်ဝန်းကျင်ကိုကျွန်တော်ဘာများဒုက္ခပေးခဲ့ဘူးလဲခမရတို့ကိုကျွန်တော်တို့ကဘာတွေများနော်မကောင်းတာများလုပ်ခဲ့ဘူးလို့ကျွန်တော်တို့ခမရတို့အဲ့လောက်တော့ဖြစ်နေရတာလေလို့ကျွန်တော်မေးကြည့်ခြင်းတယ်ဗျာနော်ခမရသူတစ်ပါးစိတ်ဆင်းရဲရတယ်လို့ခမရတို့လည်းစိတ်မဆင်းရဲရပါစေနဲ့သူတစ်ပါးကိုမဟုတ်မမှန်ပြောသလိုခမရတို့ဒုက္ခမရောက်ကြပါစေနဲ့လို့ကျွန်တော်ဒီကနေဆုတောင်းပေးပါတယ်ဟုတ်ကဲတီလိုတလဝင်ပြောတာမဟုတ်ပါဘူးနော်စေတနာနဲ့ပြောပြတာပါရှင်မာရာပိုင်ခွင့်မပေးပါကိုအကိုတို့လည်းသူများကိုဘာပဲဖြစ်ဘာပွဲပဲဖြစ်ဝင်မပါနဲ့ဟုတ်တယ်နော်ကိုဆိုလင်ကနည်းနည်းဝင်ပါတာလည်းများတယ်ပေါ့နော်မမိုးလို့အေးဆေးပဲနေပါနေရာတိုင်းဝင်ပါရင်လူမုံများလို့ပါရှင်တဲ့ဟုတ်တယ်နော်ဒီ comment လေးကသဘောကျတယ်ပြောသွားတာလေလူများပြောတာခယူဆိုင်ဆရာမလို့ဘူးအားမငယ်ပါနဲ့ဘွားဆိုတာဒီလိုပါပဲငိုစရာမလို့ fighting ပါဒီနေ့ academy ကတော့ဆိုးလွန်ဖြစ်ပါတယ်တဲ့
မှာကြည့်ဆိုဘယ်သူလဲတော့မသိအောင်เนาะဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဘေးရန်ကင်းပြီးရှုလန်းချမ်းမြေ့ကြပါစေ bye bye